ဒီလောက်ဆိုရလောက်ပါပြီအိမ်ရှင်တို့ဘသူဟာခမရအကိုနေမင်းခခမရပုံစံဘယ်လိုဖြစ်ရလဲမင်းမဲမျိုးသားကြိုက်တယ်ဆိုအဲ့ဒါကြောင့်ကိုကဒီမဲ့လေမျိုးသားလုပ်ွက်လာဘယ်လိုလဲကိုကိုကြိုက်သွားရင်မှလားဟာမကြိုက်ပါဘူးဘာလို့ကြိုက်ရမှာလဲဟာခုနကမျိုးသားကြိုက်တယ်ဆိုအခုမျိုးသားလည်းဝတ်ပြီးသွားပြီကိုကိုကြိုက်လိုက်တော့ကျုပ်ကတော့ကြိုက်ရှင်စိတ်ဝင်စားဘူးဗျကိုနဲ့ဆိုလို့ရှိရင်စိတ်ဝင်စားလိုက်လေဖြေပြလိုက်ပါတော့ကွာဟာမပေးဘူးခမ ्या ကိုလည်းမကြိုက်ဘူးအော်မကြိုက်ဘူးဆိုလို့ရှိရင်ကိုကိုချစ်တာပေါ့ဟုတ်လားခမ ्या တော့ပြောလေခဲလေပါလားဗျကြည်တန်းကိုရဲ့နောင်လေးရှက်နေပြီမရှက်ပါဘူးမရှက်ဘူးဆိုလို့ရှိရင်ကိုကိုကြည့်လေမကြည့်ချင်ပါဘူးတွေ့လားပြောသားပဲနောင်လေးရှက်နေပါတယ်ဆိုမဟုတ်ပါဘူးနော်ကြည်ရဲတယ်အဲ့ဆိုလို့ရှိရင်ကိုကိုကြည့်ပြောလေဟာမကြည့်ရဘူးမလားကိုကြည်ရင်ကြည့်လေညလုံးကြီးလည်းကြွကြသွားအောင်မယ်နော်ခမ ्या တော့ကျုပ်ကိုမစားနဲ့ကဲဟုတ်ပါပြီအဲ့ဆိုမစားတော့ပါဘူးနောက်ခမအိမ်ပဲသွားတော့မယ်ဟာခမ ्या ကျုပ်ကိုတက်တယ်လည်းပြောသေးရဲ့ဘယ်ကရောက်ခမအိမ်ကိုသွားမလို့လဲရောက်ခမအိမ်ဆိုတာကနောင်လေးရဲ့အမေအိမ်ကိုပြောတာလေဗျာအဲ့ဒါကိုယ့်ရဲ့ရောက်ခမမဟုတ်ဘူးလားရှက်သွားရင်နောင်လေးရှက်သွားပြီခမ ्या နော်ဟာနောင်လေးကိုကိုစောင်းလေ